မင်္ဂလာပါကျွန်မ coach ဝင်ဝါဖြစ်ပါတယ်မိတ်ဆွေကလုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့လုပ်ငန်းထဲမှာပဲတနေကုန်နှစ်မိုးနေရသလားကိုတရက်လောက်လုပ်ငန်းထဲမှာမရှိဘူးဆိုတာနဲ့ကိုလုပ်ငန်းကြီးကရက်တက်နေတယ်လို့မျိုးမပြည့်စုံတယ်လို့မျိုးအမျိုးမျိုးသောဟာကွက်တွေကိုတွေ့နေရသလားအကယ်၍အဲ့ဒီလိုသာမိတ်ဆွေကဖြစ်နေတယ်ဆိုလို့ရှိရင်မိတ်ဆွေကbusiness owner ဆိုတဲ့နေရာကနေပြီးတော့ကိုယ့်ရဲ့လုပ်ငန်းထဲမှာကိုယ်တိုင်ပြန်ပြီးတော့အလုပ်လုပ်နေတဲ့ဝန်ထမ်းတာပဲရှိနေပါလိမ့်မယ်ဒီနေ့မှာတော့မိတ်ဆွေရဲ့လုပ်ငန်းထဲမှာကိုယ်တိုင်အများတန်းပါဝင်နေစရာမလိုဘဲနဲ့အလိုလျောက်အကောင်းဆုံးလုပ်ငန်းရဲ့လည်ပတ်မှုက system တကျရှိနေပြီးတော့လုပ်ငန်းရဲ့အယောင်လုပ်ငန်းရဲ့ဝင်ငွေထိန်းသိမ်းမှုအပိုင်းတွေကိုမှာပါစနစ်တကျအကောင်းဆုံး control လုပ်နိုင်စေဖို့ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုကျွန်မကတစိမ့်တဒေတာအနေနဲ့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲနံပါတ်1လုပ်ငန်းတိုးတက်ဖို့ဖွံ့ဖြိုးဖို့ရောင်းအားတိုးတက်ဖို့အသေးစိတ်လုပ်ကိုင်မှုတွေကအစား founder ပေါ်မှာပဲမူတည်နေရလို့နံပါတ်2လုပ်ငန်းရဲ့ဆောင်ရွက်ချက်တွေကိုစနစ်တကျမှတ်တမ်းတင်ထားတာ reporting စနစ်တွေဘာမှမရှိလို့နံပါတ်3ကတော့အရန်အရေးကြီးရဲ့ mindset filter လို့ခေါ်တယ်အရင်ကငါဝန်ထမ်းတွေကြောင့်အမျိုးမျိုးသောအခက်အခဲတွေကိုကြုံခဲ့ပြီးပြီငါအပေါ်မှာသစ္စာမရှိကြဘူးဝန်ထမ်းကောင်းတွေကအမြဲတမ်းပဲမရနိုင်တဲ့လူမျိုးဖြစ်နေတယ်အဲ့ဒီလိုမျိုး mindset filter ကြောင့်မလို့ဝန်ထမ်းတွေတော်တော်များများကအားကိုးမရဘူးဆိုတော့ပုံသေးသတ်မှတ်ခြင်းတွေရှိနေလို့ပဲဖြစ်တယ်ကျွန်မပြောရမယ်ဆိုရင်ကျမရဲ့ငွေရှာဆက်စာအုပ်ထဲမှာသိစိတ်ရေးသားထားသလိုပဲစစ်မှန်တဲ့အမျက်ထွက်ဖို့ဆိုလို့ရှိရင်ပိုင်းတစ်ပိုင်းလိုအပ်ပါတယ်နံပါတ်1ကတော့ mindset တခြားလို့ခေါ်တယ်ကိုယ်မသိစိတ်ထဲမှာရှိတဲ့အစိတ်အတောက်တွေကိုအရင်ဦးဆုံးဖယ်ရှားဖို့လိုပါတယ်ကိုယ့်ရဲ့အသိစိတ်5% ရှိရဲ့ conscious mind ကအောင်မြင်ခြင်းတာမှန်ပေမဲ့မသိစိတ် unconscious 95% ကဖြစ်နိုင်မှုမရတော့ဘူးဟောအောင်မှာအရင်အတိုင်းပဲဖြစ်နေအောင်မှာငါမပါလို့မှမရတာငါမရှိရင်အကုန်လုံးကစုပ်ပြတ်တတ်နေမှာပဲအဲ့ဒီလိုမျိုးသာယုံကြည်နေမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကစစ်မှန်တဲ့အောင်မြင်ခြင်းဘယ်တော့မှဖြစ်လာမှာမဟုတ်နောက်ထပ်နံပါတ်2တစ်ချက်ကတော့ business system report ဘိုင်းနေ stock control ဘိုင်းနေအယောင်ဘိုင်းနေလုပ်ငန်းလည်ပတ်တဲ့ operation ဘိုင်းနေ financial ဘိုင်းနေဒီလိုအရာတွေမှာကိုမရှိလဲပဲစနစ်တကျနဲ့အကောင်းဆုံးလည်ပတ်နိုင်စေမယ်စံသတ်မှတ်ချက်လို့ခေါ်တဲ့ SOP process ဒါတွေကိုစနစ်တကျတည်ဆောက်ရမယ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာရှိတဲ့တူတယောက်ချင်းစီရဲ့တာဝန်တွေဝတ္တရားတွေလှုပ်ဆောင်ရမယ့် process တွေဒါတွေကိုစနစ်တကျစီမံပြီးတော့ချထားနိုင်ရမယ်ကိုယ်တိုင်ကလည်းပဲကို့မှာကိုလုပ်ရမယ့် JD တွေ SOP တွေ process တွေနဲ့စနစ်တကျတာဝန်ခွဲထားပြီးတော့ကိုယ်တိုင်လည်းလုပ်ကိုင်ရမှာဖြစ်တဲ့နောက်ထပ်တစ်ခုကလုပ်ငန်းခွင်ထဲမှာ delegation လို့ခေါ်တဲ့ဘယ်လိုမျိုးစနစ်တကျဘသူ့ကိုတာဝန်ခွဲမလဲဘသူ့ကိုတာဝန်တွေပေးမလဲဆိုတာတွေကိုလည်းညွှန်ကြားမှုရှိထားရပါမယ်။ကျွန်မစီမှာ coaching and mentoring program တွေ join လာကြတဲ့လုပ်ငန်းရှင်တွေကဆိုလို့ရှိရင်ရက်ပေါင်း60အတွင်းမှာသူတို့ရဲ့လုပ်ငန်းကိုစနစ်တကျနဲ့အကောင်းဆုံးလက်ပတ်နိုင်စေမယ် profit margin တစ်ခုကိုဘယ်လိုစတင်ရမလဲဆိုတဲ့အချင်းအရာတွေကိုအကောင်းဆုံးပြောင်းလဲနိုင်ခဲ့ကြပါတယ်။တစ်ခုတော့ရှိတယ်အမှန်တကယ်လိုက်လုပ်တဲ့သူတွေပေါ့။အဲ့လိုမျိုးလူမျိုးတွေကဆိုလို့ရှိရင်ကျမရဲ့ program တွေက6လ package program တွေဖြစ်တဲ့3လဆိုလို့ရှိရင်သူတို့ရဲ့လုပ်ငန်းကိုစနစ်တကျနဲ့အကောင်းဆုံးလည်ပတ်ဖို့စရီကိုရှာဖွေတက်သွားကြတယ်။နောက်3လမှာဆိုရင်တော့သူတို့ရှာဖွေတွေ့ရှိသွားတဲ့အရာတွေကိုစနစ်တကျလိုက်ပါလှုပ်ဆောင်ရင်းနဲ့ကျမရဲ့ program ပြီးမြောက်သွားတဲ့အခါမှာသူတို့လုပ်ငန်းကသူတို့နေရာတိုင်းပါဝင်စရာမလိုဘဲနဲ့အကောင်းဆုံးလည်ပတ်နိုင်ခြင်းဆိုတာကိုစတင်ပြီးတော့တရုပ်ပေါ်လာကြပြီပဲဖြစ်တယ်။ကျမကတော့ဝင်ငွေသိန်းရာခဏဝင်းကျင်လောက်မှာအများအားလို့တက်နေတဲ့ဘလို့ရှစ်ဆက်ပြီးတိုးအောင်လုပ်ရမယ်ဆိုတာကိုမသိတော့ဘူးမရှာတတ်တော့ဘူးမရတော့ဘူးဆိုတဲ့လုပ်ငန်းရှင်တွေကိုကျမစီမှာရှိတဲ့စစ်မှန်သောနည်းလမ်းတွေနဲ့အမျက်တစ်ခုကိုဘယ်လိုမျိုးတည်တတ်အောင်တိုးတက်အောင်ရှာဖွေရမလဲဆိုတာလေးကိုလမ်းပြပေးတဲ့ profit architect တယောက်ပဲဖြစ်တယ်ဒီဗီဒီယိုကအသင်အတွက်အကျိုးရှိရဆိုရင် like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဒီလုပ်ငန်းကို next ဆိုတဲ့ level ကိုပတ်လန်းနိုင်ခြင်းလေဆိုလို့ရှိရင်တော့ကျမစီမှာလာရောက်ပြီးတော့မင်းမြန်ဆွေးနွေးလို့လည်းရပါတယ်ကျမရဲ့ program လေးကိုစိတ်ဝင်စားလို့လက်တွဲခြင်းလေဆိုလို့ရှိရင်လည်းကျမစီမှာ3ဦးစာနေရာပဲကျန်ရှိပါတော့တယ်အမြန်ဆုံးဆက်သွယ်တော့အနာမရပါလိမ့်မယ်ဒီလုပ်ငန်းရဲ့အမျက်ကိုတန့်နေတာမျိုးမဟုတ်ဘဲနဲ့ကိုလုပ်ငန်းရဲ့အမျက်ကိုအမြဲတမ်းထုတ်လုပ်နေတဲ့ profit margin တစ်ခုအဖြစ်အကောင်းဆုံးလက်ပတ်နိုင်ခြင်းလေဆိုလို့ရှိရင်တော့ကျမနဲ့အမြန်ဆုံးလက်တွဲပြီးတော့အချိန်ရှာလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ကျမကတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းကိုရက်ပေါင်း60အတွင်းမှာ profit margin အဖြစ်အကောင်းဆုံးလက်ပတ်နိုင်စေဖို့အတွက်စစ်မှန်သောမှန်ကန်သောမြန်ဆန်သောနည်းလမ်းတွေနဲ့လမ်းပြပေးနေတဲ့ profit architect coach ဝင်ပါပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်